ရှယ်ဝမ်းမှာတော့ထောင်တူကြခဲ့တဲ့အိုဆိုးတော်ကအပြင်ရောက်တဲ့အခါမှာတော့အတိတ်ကအမဲဆက်တွေရှိနေရင်လည်းခုချိန်မှာမကောင်းတာတွေကိုမလုပ်တော့ပဲကောင်းကောင်းမွန်မွန်နေထိုင်သွားဖို့လေးယောက်တာဂရိပေးထားခဲ့ပါတယ်။ဝိုစုကတော့လက်ဝဲတင်ထဲမှာတောက်တူမဲရတယ်လို့နေပြီးစောက်ယုံကတော့တပိုင်းတနိုင်ကားတစ်စီးနဲ့မိုးရောင်းလို့နေပြီးဝန်ကျုံးကတော့စောက်လို့ရေးဆိုင်တစ်ခုမှာအလုပ်လုပ်လို့နေပြီးအားတဲ့ချိန်မှာအရေးချင်းစစ်စာမေးပွဲအတွက်စာတွေကိုလေ့လာလို့နေခဲ့ပါတယ်။ထောင်ချနေတော့အာကစားသမားဘဝကိုလွမ်းစွတ်တန်းတန်းနေတဲ့စန်ဟော့ကတော့အာကစားရုံကိုပြန်သွားခဲ့ပါတယ်။ဝိုစုကတော့သူ့ကိုခက်ပညာတွေတင်ပေးတဲ့ဆရာကိုမကြခဏသွားတွေ့ပြီးလက်ရှိမှာတော့အာကစားရုံမှာအချိန်ပိုင်းလုံနေကြောင်းနဲ့အားတဲ့ချိန်မှာတင်ပေးထားတာကိုစန်ဟော့နဲ့အတူလေ့ကျင့်မှုတွေလုပ်နေတဲ့ဆိုတဲ့အကြောင်းပြောပြခဲ့ပါတယ်။သူ့ရဲ့ဆရာကတော့လွန်ခဲ့တဲ့6လကလူမိုက်တွေကြားမှာအရန်ကိုနာမည်ကြီးခဲ့တဲ့ဘဲဆော့ကိုအနိုင်ယူလိုက်နိုင်တယ်ဆိုပေမဲ့တနေ့နေ့တရှင်ချင်းကြရင်ပြဿနာဖြစ်လာနိုင်တယ်။ဘယ်အရာကိုမဆိုမပေါ့ဆဖို့သတိပေးခဲ့ပါတယ်။ဘာတွေပဲဖြစ်ဖြစ်ခံစားချက်ကိုရှေ့တန်းမတင်ဖို့ပြောပြခဲ့ပြီးရှေ့တန်းတင်ပြီးရင်ဂျေးတဲ့ပြန်အောင်နေရမယ်ဆိုပြီးပြောပြခဲ့ပါတယ်။တရားမဝင်လောင်ကြီးထိုးနေတဲ့စူးဂျုံကတနေ့မှာတော့သူနဲ့အတူလေ့ကျင့်မဲ့လက်ရည်သူထိုးမဲ့သူမရှိတာကြောင့်အာကစားရုံမှာတောက်တူမဲရလုံနေတဲ့ဦးစုကိုသူနဲ့အတူလေ့ကျင့်ဖို့ခေါ်ခဲ့ပြီးစူးဂျုံကတော့အစာပိုင်းမှာအသေးသေးထိုးခဲ့ပြီးဦးစုကဘာမှပြန်မလုပ်တာကြောင့်ထောင်တဲ့လူတက်တော့မှလူတောင်တက်ရဲသေးတာပဲပြန်လုပ်ဖို့ပြောတော့ဦးစုကတစ်ချက်ပဲထိုးလိုက်တာစူးဂျုံရဲ့လက်ကကျိုးလို့သွားခဲ့ပါတယ်။တနေ့မှာတော့တရားမဝင်လုပ်ဘဲကနေတင်ကားနဲ့ထိုးတက်ရမယ်စူးဂျုံကထိုးတက်ရမယ်အလဲကျချိန်မှာရောက်မလာတာကြောင့်ပြိုင်ပွဲဥက္ကဋ္ဌဦးယုံကစူးဂျုံအစာထိုးတက်ဖို့အတွက်ရောက်လို့လာရပါတယ်။ဦးယုံဆိုတဲ့သူကမေအောင်လောကမှာနမင်တလုံးရထားတဲ့သူဖြစ်တာကြောင့်တင်ကားကကြောက်လန့်လို့နေပြီးတင်ကားကပြန်မထိုးရင်လည်းကြေးပွဲတွေရဲ့ပတ်စံတွေကိုပြန်ရော်ရမှစိုးတာကြောင့်ထိုးခဲ့ရပြီးဦးယုံကတင်ကားကိုအမောက်တိုက်လိုက်ပါတယ်။ဝဲပြီးတဲ့ချိန်မှာတော့ဦးယုံကစူးဂျုံကိုအတေးလဲလိုက်ရှာခဲ့ပြီးစူးဂျုံကြောင့်သူစီစဉ်ထားတဲ့ပွဲတွေကပြတ်မလို့ဖြစ်သွားတဲ့ကြောင့်စီးပွားရေးနဲ့ပတ်သက်လာရင်ဆွေမျိုးအရင်းတော်မညာပဲဦးယုံကစူးဂျုံကိုချစ်သူနဲ့မန်နေဂျာ2ယောက်ထက်တယောက်ကိုအတက်အာမခံထားဖို့အတွက်ပြောတော့သူယုံကြည်ရတဲ့သူကသူ့ညီဖြစ်ကြောင်းပြောတော့ခေါ်ခဲ့ပြီးပုတ်ပတ်ဆူနေတဲ့အိုးတဲ့ကိုစူးဂျုံရဲ့ညီကိုအိုးတဲ့ထည့်ခဲ့လိုက်ပြီးပြင်ညာပေးလိုက်ပါတယ်။အဲနောက်စူးဂျုံအပန်းဝင်ကြံတဲ့3ယောက်ကိုလည်းတက်ပြစ်လိုက်ပါတယ်။ဦးယုံရဲ့တပည့်တွေကတော့အခုလိုလက်တံပြောင်းတဲ့သူကအရင်ကအကျဉ်းသားဟောင်းဦးစုဖြစ်ကြောင်းပြောပြခဲ့ပါတယ်။ဝန်ကျုံကတော့အရင်ကစိုးမိုက်ခဲ့တာတွေအတွက်သူ့ကြောင့်ဒုက္ခရောက်သွားတဲ့သူတွေကိုပြန်တောင်းပန်ခဲ့ပြီးသူတောင်းပန်တာကိုတယောက်မှလက်မခံကြပါဘူး။အဲချိန်ဦးစုကရောက်လို့လာပြီးစိတ်မကောင်းဖြစ်နေတဲ့ဝန်ကျုံကိုစောင်းယုံစီကိုစိတ်ပြေလက်ပြောက်ဖြစ်အောင်ခေါ်လို့တွားခဲ့ပါတယ်။တငယ်ချင်းတွေကအလုပ်ကိုစီနဲ့မဆုံဖြစ်တာကြာပြီးဖြစ်တာကြောင့်ဆက်ဆနောက်နေခဲ့ကြပြီး၄ယောက်တာစိတ်ညစ်စရာတွေကိုခဏမေ့ထားကြပြီးဝိုင်းဖွဲ့စားတောက်နေခဲ့ကြပါတယ်။ညနဲ့နေပြီးဖြစ်တာကြောင့်ဦးစုတို့ကစောင်းယုံရဲ့ဆိုင်ကိုကူတေးပင်းချိန်မှာဦးစုတို့ရှိတဲ့နေရာကိုဦးယုံကစုံစမ်းကရောက်လို့လာခဲ့ပါတယ်။မင်းရင်ကထိုးလိုက်တဲ့ဘဲစောကိုတော့တည်တယ်မလား။အေးငါကအကောင်ကိုပတ်စံပေးပြီးလက်ဝဲထိုးခိုင်းတာလား။ခုလိုငါမင်းစီလာရတာကလည်းချင်းပွဲတွေထိုးဖို့အတွက်မင်းတို့လိုလူတွေအများကြီးလိုတယ်။အဲ့အတွက်အလွတ်လုပ်ပေးရင်မင်းတို့ရမယ့်ပတ်စံကနဲမှာမဟုတ်ကြောင်းပြောပြီးစိတ်ဝင်စားရင်လာဖို့အတွက်လိပ်စာကက်ပြီးတော့ဦးစုကကျုပ်ကခမရတို့လိုလူတွေနဲ့မပတ်တတ်ဘူးပြီးတော့ကျုပ်ကဘဲဆုံးမဟုတ်တဲ့အတွက်ကြောင့်မလုံးနိုင်ဘူးလို့ညင်းလိုက်ပါတယ်နောက်တနေ့မှာတော့ဂျီဟီကလမ်းမှာကိုဝင်ဆောင်အမျိုးသမီးကအထောပိုးတွေနဲ့မနိုင်မနှင့်တဲသွားတဲ့ကိုမြင်တော့ကူညီပေးချိန်မှာရုတ်တရက်ဂျီဟီကလူဆိုးတွေရဲ့ဖန်ဆီးခြင်းကိုခံလိုက်ရပါတယ်တစ်ဖက်ကဦးစုကတော့လက်ဝဲကိုလေ့ကျင့်လို့နေပြီးသူ့ရဲ့တငယ်ချင်းတွေကအပြင်သွားဖို့လာခေါ်တော့စက်မလေ့ကျင့်တော့ပဲရက်တန့်ခဲ့လိုက်ပြီးအဝတ်စားသွားတဲ့ချိန်မှာဖုံးလာလို့တွားကြည့်တော့ဂျီဟီကလူဆိုးတွေဖမ်းသွားတာကိုဦးစုတို့အားလုံးကမြင်လို့တွားခဲ့ပါတယ်ဦးစုကဟိုတလောကလာရှာတဲ့ဘဲကြီးကိုညင်းလိုက်လို့ဖမ်းသွားတာဆိုပြီးနောက်ကနေစောပလော်တီးဖို့လိုက်တော့ဝန်ကျုံကလိုက်မတွားဖို့တားခဲ့ပြီးဂျီဟီဖမ်းသွားတယ်ပဲထားအောင်သူ့ကိုဘဲခေါ်သွားလဲဆိုတာမင်းသိလို့လားပြီးတော့အဲကောင်တွေကမင်းအခုလိုအယူတိုင်းနဲ့ထွက်လာတာကိုလိုချင်တာမင်းတယောက်ထဲနဲ့တော့မတွားနဲ့ဒီမှာငါတို့လည်းရှိတယ်အားလုံးအတူတူဖြည့်ရှင်းကြတာပေါ့စိတ်ချွတ်ထားဖို့ပြောလိုက်ပါတယ်ဝန်စုစီကိုစာဆောင်ကရောက်လာတော့သူတို့တွေကပို့လိုက်တဲ့လိပ်စာအတိုင်းတွားရှာခဲ့ကြပြီးအဆောင်အုံကကြီးတာကြောင့်လူခွဲရှာခဲ့ကြပြီးဦးစုကဂျီဟီဖုန်းကိုခေါ်ခဲ့ပြီးဖုန်းနံကြားရကိုလိုက်သွားခဲ့ပါတယ်ဖုန်းတော့တွေ့ပြီးလူကမရှိတာကြောင့်ဒီအနီးပတ်ဝန်းကျင်မှာပဲရှိတယ်ထင်တာကြောင့်လိုက်ရှာရင်းနဲ့တွေ့လို့တွားခဲ့ပြီးဂျီဟီကိုဖမ်းထားတဲ့ဘိန်းနှစ်ပွေကိုဦးစုတို့ကအမောက်တိတ်လိုက်ပါတယ်အဲချိန်လူတွေအများကြီးကလက်နဲ့ကိုယ်စီနဲ့ရောက်လို့လာပြီးအသေးလဲချကြရင်လူအင်အားကမမျှတာကြောင့်ဦးစုတို့ကခံရရပြီးလူဆိုးတွေကဖမ်းခေါ်သွားခဲ့ပါတယ်ဦးယုံကဦးစုကိုအာဖရိကရာဇဝတ်သားတွေကိုမျက်နှာအဝတ်စာစီးပြီးလူတွေကိုတက်တာမင်းနဲ့ကြားဘူးမှာပေါ့အေးအခုလေမင်းတကယ်ချင်းနှစ်ယောက်ထဲကဘုရုအတက်ကိုနှုတ်ရမလဲမင်းရွေးလိုက်
သူတို့နှစ်ယောက်ထဲကတစ်ယောက်ကတော့အသက်ရှင်ပါတခုတော့ရှိရခုနကပြောတယ်လို့မင်းမလို့ချင်ရင်ဘ누구အသက်ကိုကယ်ခြင်းလဲတာပြောရွေးထိုင်းခဲ့ပါတယ်ဟောငါမင်းနေတယ်တွားစာရှိသေးတာပဲမင်းတိချာရွေးလိုက်ပါနော်လို့ပြောကထွက်သွားခဲ့ပြီးဦးယုံကသူ့ရဲ့မန်နေဂျာမာလေးကိုဆက်လုပ်ခိုင်းခဲ့ပါတယ်မန်နေဂျာမာလေးကတော့ရုပ်ချောတဲ့လောက်တက်မဲဆိုတာကြီးပဲမန်နေဂျာမကတော့ရုပ်တန်လွင်ကန်းကနေမတ်တန်းတင်ခိုင်းခဲ့ပြီးသူတို့နှစ်ယောက်ထဲကတစ်ယောက်ကိုရွေးဖို့အတွက်အချိန်10စက္ကန့်ပေးမယ်10စက္ကန့်အတွင်းမှာမရွေးနိုင်ရင်နှစ်ယောက်လုံးကိုတက်ပစ်မယ်လို့ပြောလိုက်ပြီးအချိန်စမှတ်လိုက်ပါတယ်အဲနောက်ဝူဆူကဝူဂျုံကိုဘာဆက်လုပ်ရမလဲငိုယိုပြီးပြောတော့မန်နေဂျာမာလေးကရွေးလိုက်ပြီးထင်တဲ့ကြောင့်ဝွန်ဂျုံကိုဓာတ်နဲ့ထိုးလိုက်ပါတယ်နောက်တစ်ချက်ထိုးမဲ့ချိန်မှာတော့ဝွန်ဂျုံကပြန်ခုခံခဲ့ပြီးမိန်းကလေးကိုပြန်ဆော်ခဲ့ပါတယ်အဲနောက်အားလုံးကိုကြိုးဖြေပေးခဲ့ပြီးအဲနေရာကနေအများဆုံးထွက်သွားခဲ့ပါတယ်တတိုင်းလုံးကလူဆိုးလူမိုက်တွေပဲဖြစ်တာကြောင့်သူတို့တွေကပြန်ခုခံခဲ့ပါတယ်လူတွေမကုန်သေးပဲဆက်ရောက်လာချိန်မှာတော့ဝန်ကျုံးကဂျီဟီကိုခေါ်ပြီးဒီကနေထွက်သွားဖို့ဦးစုကိုပြောခဲ့ပြီးဝန်ကျုံးကတော့အရင်ကဘလို့တွေတော့မိုက်ခဲ့လဲဆိုတာပြတာဖို့အတွက်ကြံလို့နေခဲ့ပါတယ်ဦးစုတို့ကိုငါမိုက်သားတွေကမြင်တော့တမဖို့ရှစ်တက်လာချိန်မှာစောင်းယုံတို့ကအနောက်ကနေအချိန်မီရောက်လာပြီးအချိန်နဲ့ပြန်ဆော်ခဲ့ကြပြီးအပေါ်မှာတယောက်ထက်ကြံခဲ့တဲ့ဝန်ကျိုးစီကိုတွားချိန်မှာတော့အကုန်လုံးကိုအပြတ်ဖုတ်လို့ထားပြီးလူမဆက်တိုင်တဲ့ထိုင်ကမင်းတို့လာတာစောတယ်ဆိုပြီးတော့အောက်ခွက်ပြောင်းလိုက်ပါသေးတယ်သူတို့တွေကအဆောက်အဦရနေအမြန်ထွက်ကမုံကားနဲ့ထွက်ပြေးခဲ့ကြပြီးဝန်ကျုံးကဓာတ်ထန်ရကြောင့်တွေးထွက်လွန်နေပြီးပြုမတည့်ရင်သူများစီကယူထားတဲ့အကျွေးတွေကိုကိုစားဆက်ခိုင်းခဲ့ပြီးဒီစာအုပ်ထဲမှာရေးထားတဲ့သူတွေကိုကျေးဇူးတင်ကြောင်းကိုစားပြောဖို့အကူအညီတောင်းခဲ့ပြီးဦးစုကိုသူမရှိတော့တဲ့နောက်ဘလို့တွေနေထိုင်သွားရမယ်ဆိုတာကိုမှားလို့သွားခဲ့ပြီးခဏကြာမှတော့ဝန်ကျွန်းတယောက်ကားပေါ်မှာတင်ဆုံးသွားခဲ့ပါတယ်နောက်တနေ့မှာတော့ဝန်ကျွန်းရဲ့စာပနာကိုတငယ်ချင်းတွေအကုန်လုံးကတက်ရောက်ခဲ့ကြပြီးဝန်ကျွန်းရဲ့ညီမဖြစ်သူကတော့အတော်လေးကိုစိတ်မကောင်းဖြစ်လို့နေပြီးဟိုဆူကိုမြင်တဲ့အခါမှာတော့ဆွဲထိုးခဲ့ပြီးအားလုံးဟာဦးစုကြောင့်ဖြစ်တာပါလို့ပြောခဲ့ပြီးလာတာတဲ့ဆန်ဟော့စ်တို့ကိုလည်းဆွဲထိုးခဲ့ပြီးဦးစုကသူ့အမားတွေအတွက်တောင်းပန်တော့တောင်းပန်တာကိုမလိုချင်ဘူးအကိုဖြစ်သူကပြန်လိုချင်ကြောင်းပြောခဲ့ပြီးပြန်တီးမယ်ကြတော့ဆန်ဟော့စ်တို့ကတားခဲ့လိုက်ရပြီးဦးစုကစောင်းယုံကိုအပြင်ခေါ်ထုတ်သွားခဲ့ပါတယ်ဝန်ကျွန်းရဲ့ဇာပနာပွဲကိုတငယ်ချင်းတွေကကောင်းကောင်းမွန်မွန်လုပ်ပေးခဲ့ကြပါတယ်ဇာပနာပွဲအခမ်းအနားပြီးသွားချိန်မှာတော့ဦးစုတို့ကဝန်ကျွန်းကိုတက်သွားတဲ့လူတွေကိုပြန်တမဖို့တိုင်ပေးနေတော့ဝန်ကျွန်းရဲ့ညီမကကြားလို့သွားပြီးသူ့အကိုရဲ့ကိစ္စကိုတူပါမချင်နဲ့ဖြစ်နေတာကြောင့်ပြန်တီးဖို့အတွက်ပူပေါင်းခဲ့ပါတယ်အဲနောက်သူတို့တွေကကြိုတင်ပြင်ဆင်စရာရှိတာတွေကိုအကောင်းဆုံးဖြစ်အောင်ပြင်ဆင်ခဲ့ကြပြီးတက်တေတွေအားလုံးကိုယူဖို့အတွက်အခန်းတစ်ခုချင်းမွေနောက်ရှာရင်ချင်းကုန်းမှာစိုးတဲ့ကြောင့်ဖိုင်လီတိမ့်ထားတဲ့အခန်းတွေကိုတွားဖို့အတွက်ကိုယ်တိုင်တွားရှာလို့မဖြစ်တာကြောင့်တခုပြီးတော့အကြံကဂျက်ဖာဘုံကိုအပေါက်ပေါက်ပြီးထဲကနေဖုန်းကိုပတ်ဗီဒီယိုကောနဲ့လမ်းကြည့်တာကအဆင်ပြေတာကြောင့်လည်းပို့ပြီးစိတ်ချရအောင်အရင်ကဥယုံပေးထားတဲ့လိပ်စာကတ်ကိုပါထည့်ပေးလိုက်ပြီးသူတို့ရဲ့အစီအစဉ်ကိုစတင်အကောင့်ထဲပေါ်ခဲ့ပါတယ်။မိန်းကလေးကတော့ delivery အယောင်ဆောင်ကပုံးကိုအထည့်ပို့လိုက်ပါတယ်။ပါဆယ်ဘုံကထိန်းချုပ်ခန်းစီတွားတော့ကိုဦးစိုးတို့ကမြင်ပြီးထိန်းချုပ်ခန်းသွားတဲ့လမ်းကြောင်းကိုပုံချမ်းဆွဲလိုက်ပါတယ်။အဲနောက်သူတို့ကအစာအုပ်တွေကိုဝင်ခဲ့ကြပြီးတွေးရမြကောင်းတဲ့အကုန်ထိုးကျိတ်လို့နေပြီးမိန်းကလေးကလည်းသူ့ရဲ့ဇဘလောက်တင်းချောင်းပြထားခဲ့ပါတယ်။အဲနောက်ဦးစိုးကတက်တေကန်ဗီဒီယိုကိုတွားရှာခဲ့ပြီးမိန်းကလေးကတော့တက်လေကားတွေကဘွဲနဲ့ပွေကိုတွေ့တော့တွားခဲ့ပြီးဥယျာဉ်ဝမ်တက်လေကားထဲမှာတိတ်တာဖိုက်တာမာလေးကငနဲတွေကိုအတားလေးဖုတ်လိုက်ပါတယ်။တစ်ဖက်ကဦးစိုးကတော့စတူဒီယိုခန်းကိုရောက်သွားချိန်မှာတော့တက်တေကန်ဗီဒီယိုကိုယူဖို့အတွက်လုပ်ခဲ့တော့ဗီဒီယိုဖိုင်ကရှိမနေပဲပြက်လို့တွားခဲ့ပါတယ်။ဦးစိုးကိုဆန်းဟော့တို့ကဗီဒီယိုဖိုင်မရခဲ့ကြောင်းပြောတော့စိတ်ပြက်လို့တွားပြီးတစ်ဖက်ကငမိုက်သားတွေကဗီဒီယိုဖိုင်ကိုရှာနေတဲ့ဦးစိုးကိုဗီဒီယိုဖိုင်ရချင်ရင်ဦးရုံးစီကိုတယောက်ထဲတွားခိုင်းခဲ့ပါတယ်။ဝိုဂျိုရဲ့ညီမကတော့သူ့အကိုကိုတက်သွားတဲ့ဆော့ကီလေးကိုအတေဖုတ်ခဲ့ကြပြီးနေရာလုံးကလည်းခေတူမဟုတ်တာကြောင့်တူတွေ့တဲ့တိုင်းပညာကအတော်လေးကိုကောင်းခဲ့ကြပြီးဝန်ကျွန်းရဲ့ညီမကခပတ်နဲ့တက်ရောက်ဖြစ်တာကြောင့်အနိုင်ယူလိုက်ပါတယ်။စောင်းယုံတို့နဲ့ချတဲ့လူတွေကတော်ယုံတန်ယုံလူတွေမဟုတ်ပဲကျေးစားလူမိုက်တွေဖြစ်တာကြောင့်သူတပြန်ကိုတပြန်ချခဲ့ကြပြီးနေရာလုံးရဲ့လက်ရည်တွေကအတော်လေးကောင်းတယ်ဆိုပေမဲ့ဇက်လိုက်ကျော်စောင်းယုံတို့ကပဲမိုက်ပါတယ်ဆိုတဲ့ကောင်းတွေကိုအတေဖုတ်ပေးလိုက်ပါတယ်။တစ်ဖက်ကဦးစုကတော့အခန်းထဲရောက်သွားချိန်မှာတော့ဦးယုံကဗီဒီယိုဖိုင်စတစ်ကိုပေးခဲ့ပြီးဘယ်အရာမှလွယ်လွယ်ကူကူနဲ့မရဘူးဘယ်အရာမဆိုတူ့တက်ဖို့နဲ့တူရှိတယ်နော်မင်းစတစ်ကိုယူသွားပြီးမင်းမိသားစုကိုအဆုံးရှုံးခံမလားငါနဲ့တပွဲတလန်ချမလားလို့ပြောတော့မိသားစုအတွက်ဆိုအသက်တောင်ပေးရတဲ့ဦးစုကပြန်တိုက်ခိုက်ခဲ့ပြီးနေရောက်တာချခဲ့ကြပါတယ်ဝူစုနဲ့ချတဲ့စူးယုံကခေတူမဟုတ်ပဲမြေအောင်လောကကဘရင်တစ်ပါးဖြစ်တာကြောင့်ဦးစုကိုအတေးလဲချခဲ့ကြပြီးအရင်ကဝန်ကျွန်းလို့3ယောက်ဖမ်းခံရစဉ်ကမတ်တန်းနေဖမ်းတဲ့ဗီဒီယိုဖိုင်ကိုပြတော့ဦးစုတယောက်စိတ်တူပြီးအတေးလဲပြန်ထိုးချိတ်ခဲ့ပါတယ်အဲတော့ဒူးဒူးမြောက်ကတယောက်ကိုတယောက်ချကြရင်ခြေချော်ပြီးဦးတုံးကတိုက်ပေါ်ကနေတုံ့ကြမယ်ချိန်မှာဦးစုကဆွဲလို့ထားပြီးအပေါ်ပြန်တင်ပေးလိုက်ပါတယ်
အပေါ်ရောက်တဲ့ခါမှာတော့ဦးစုကစက်မချတော့ပဲလှည့်ပြန်သွားခဲ့ပါတယ်အဲနောက်ဦးရုံးကမကောင်းမှုတွေကြောင့်ရဲတွေရဲ့ဖမ်းဆီးခြင်းကိုခံလိုက်ရပြီးဒုစရိုက်လူတက်မှုတရားမဝင်ကြေးဝက်ထိုးခြင်းစသဖြင့်မကောင်းတာတွေကြောင့်ထောင်ကျလို့တွားခဲ့ပါတယ်ဦးစုကတော့တွားလေတူဝန်ကျွန်းရဲ့ဖြစ်ခြင်းနဲ့စံနှတွေကိုလိုက်ပြီးဖြည့်ဆည်းပေးခဲ့ပါတယ်ဦးစုကတော့သူ့ဆရာနဲ့နောက်တစ်ခါတွေ့ခဲ့ပြီးရန်ဖြစ်တဲ့အရာတော်ကိုဂရင်းတွေ့လို့တွားပြီးနောက်ဆိုလမ်းမပေါ်တွေမှာရန်မဖြစ်တော့ပဲကျိုးဝိုင်းနေတဲ့မှာထိုးမှဖြစ်ကြောင်းလာပြောတော့သူ့ရဲ့ဆရာကကျိုးဝိုင်းနဲ့ထိုးမယ်ဆိုအရင်အထက်ပိုပြီးပြင်းထန်အောင်လေ့ကျင့်မှုပြောခဲ့ပြီးဦးစုကတော့နေ့စဉ်မပြတ်ပြင်းပြင်းထန်ထန်လေ့ကျင့်လို့နေခဲ့ပါတယ်တစ်ဖက်ကဦးစုရဲ့ဆရာနဲ့ဦးယုံတို့ကတခန်းနဲ့ကြလို့တွားခဲ့ပါတယ်